အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်ကြည်တွဲတွေရဲ့အောင်ရင်းတွေကလည်းမကြခင်မှာထွက်တော့မှာဆိုတော့ကျောင်းသားကျောင်းသူလေးတွေအနေနဲ့ရောမိဘအိုတဲ့သူလေးတွေအနေနဲ့ရောကျောင်းသားတွေရဲ့ရှင်းဆက်အများကြီးနဲ့ပတ်သက်ပြီးဘယ်လိုမျိုးဆက်လုပ်ရမလဲဘာတွေဆက်ပြီးတော့ပြင်ဆင်ရမလဲဆိုတာကိုစိတ်လှုပ်ရှားပြီးတော့စဉ်းစားခံနေကြပြီလို့နိုင်ငံမှာကျောင်းသားတက်ဖို့အတွက်ဘယ်လမ်းကြောင်းကိုဘယ်လိုစတင်ပြင်ဆင်ရမလဲအမှန်ကောင်းတဲ့ကျောင်းသားလေးတွေအတွက်ရောဘယ်လိုမျိုး scholarship ခွင့်ရလေးတွေရရှိနိုင်မလဲမိဘတွေအနေနဲ့ကရောပုံမှန်ထားတဲ့ education budget နဲ့ဆိုရင်ဘယ်နိုင်ငံကအခန့်ကြီးဆုံးဖြစ်မလဲကျောင်းတဲ့နေတဲ့ကာလအတွင်းမှာရောဗဒန်းကြော်တွေလောက်ကန်ခွင့်လန်းတွေရရှိနိုင်မှာလားကျောင်းပြီးသွားတဲ့အချိန်မှာရောဘယ်လိုမျိုးလောက်ကန်ခွင့်လန်းတွေရရှိမှာလဲဒါကြောင့်မို့လို့ကျမတို့ The Dream Education ကနေပြီးတော့ခြေတွဲကျောင်းသားကျောင်းသူတွေနဲ့မိသားစုတွေအတွက်အထူးစီစဉ်ကောင်းတွေတခုစီစဉ်ထားရလေးလည်းရှိပါတယ်ရှင်။ဒါကြောင့်မို့လို့အခုလာမယ့်ဇွန်လ1ရက်နေ့ကနေ9ရက်နေ့အထိတစ်ပတ်တိတိ free consultation ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အခုဒီဗီဒီယိုလေးကိုစပြီးမြင်တဲ့အချိန်ကနေဇွန်လကုန်30ရက်နေ့အထိစီစဉ်ပေးခြင်းထားဖို့တော့လိုလိမ့်မယ်နော်။ရန်ကုန်မြို့နယ်မှာနေထိုင်တဲ့မိဘတွေနဲ့ကျောင်းသားတွေအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ The Dream ရုံညိုကြီးမှာလူကိုယ်တိုင်လာရောက်ပြီးတော့ stage ကြိုင်ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ပြီးတော့အကြောင်းမျိုးနဲ့ The Dream ရုံကိုမလာနိုင်တဲ့ကျောင်းသားကျောင်းသူလေးတွေအတွက်ကိုလည်းကျွန်တော်တို့အနေနဲ့ zone appointment လေးကိုစီစဉ်ထားပါတယ်။ကျောင်းသားလေးတွေအနေနဲ့ကလည်း zone appointment လေးကနေတစ်ဆင့်တည်လို့ရတဲ့အားလုံးကိုအခမဲ့ဆွေးနွေးတိုင်ပင်သွားလို့ရတဲ့အတွက်ကြောင့်ဘာမှစိတ်မပူနဲ့နော်။ဒါလည်းမလားဆိုတော့မဟုတ်သေးပါဘူးနော်။အခုလိုမျိုးအခမဲ့ free consultation လုပ်ထားတဲ့ကျောင်းသားကျောင်းသူလေးတွေအတွက်ကိုလည်းတက်ဆောင်ခန်းစားဝင်လေးတွေစီစဉ်ပေးထားတာလေးရှိပါသေးတယ်။အမှတ်400နဲ့အထက်ရရှိထားတဲ့ကြည်တွဲကျောင်းသားလေးတွေကို The Dream ဘက်ကနေပြီးတော့ up to 50% discount ပေးရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့အချိန်နဲ့လို့ရေကန့်သက်လေးရှိတာမို့လို့အများဆုံးစီးပေးထားဖို့လိုမယ်နော်အခုဗီဒီယိုလေးရဲ့ comment လေးမှာခြေတွဲလို့မှတ်သွားပေးပါနော်ကျမတို့ The Dream ကနေပြီးတော့ချက်ပေါက်လေးမှာ register အတွက်လာပြီးတော့ဆက်သွယ်ပေးပါမယ်ရှင်